ခင်ဗျားတို့ကိစ္စတော်တော်များများမှာလူတက်တဝါရဲ့စိတ်ကိုနားလဲရင်ခင်ဗျားတို့အရာတော်တော်များများနားလဲပြီအဲ့တော့အရင်ဆုံးတခြားလူတက်တဝါတွေစတားဆုံးစိတ်ကိုနားလဲဖို့စိတ်ကူးတော်မရင်နဲ့တခြား sorry တခြားလူတက်တဝါတွေရဲ့စိတ်ဝိညာဉ်တွေကိုနားလဲဖို့မကြိုးစားနဲ့ကိုယ်စိတ်ကိုပဲကိုနားလဲအောင်ကြိုးစားကိုယ်စိတ်ကိုကိုနားလဲရင်ထိုးထွင်းပြင်းမြင်တော်မူသောဉာဏ်တော်တွေရမယ်ကိစ္စတွေအများကြီးပဲလားဘာမှတိတ်ပြီးတော့နားဘာဖြစ်မှမသိဘူးဆိုနားမလဲတော့တဲ့ကိစ္စတွေတဖြည်းဖြည်းနဲ့နဲလာလိမ့်မယ်နဲပိုနဲလာလိမ့်မယ်သဘောလားမသိဒါကြောင့်မလို့ဗုဒ္ဓတောထွက်ခဲ့တာကိုရှာဖွေတွေးရှိဖို့ကိုစိတ်ကိုနားလေဖို့ကိုစောက်ကြောင်းကိုတီးဖို့သူများစောက်ကြောင်းတွေတီးဖို့မဟုတ်ဘူးအဲ့ဒါ key point သဘောပေါက်လားမသိဒီနေ့ကောင်းနေတာကိုဘွားနဲ့ကိုဒါကြောင့်မို့ကတော့ချင်းမင်းငယ်ငယ်တော့တချင်းကိုဘွားနဲ့ကိုဆိုတဲ့တချင်းကိုတမင်တကာပြန်ရှာပြီးတော့အတန် quality ကောင်းတာပါလိုက်ရှာပြီးတော့ဖွင့်ထားတာဟာလားဆက်သွားလူကကိုနားလဲဖို့အရေးကြီးဆုံးပဲကိုသိဖို့အရေးကြီးဆုံးပဲဒီစကားကိုပြောလာတာလဲနှစ်ခွဲကြော်လာပြီကိုရှာဖွေမတွေးရှိတဲ့ဘဲနဲ့ခမည်းလိုက်ရှာနေသမျှပညာဥစ္စာချစ်သူအိမ်အောင်ဘက်အလကားပဲတွားမှာဒိုးမှာခမည်းဘဝအတွက်တကယ်ဟာဒီမဟုတ်ဖြစ်လာမှာမဟုတ်တနေ့နေ့မှာနောင်တတရားနဲ့ရင်ဆိုင်ရမှာပဲတနေ့နေ့မှာငါလိုချင်တာဒါကြီးလည်းမဟုတ်ဘူးဆိုတာအဲ့ကွဖြစ်လာမှာဗုဒ္ဓငါတယောက်တည်းဒီထိုးတွင်သိမြင်တော်မူသောဉာဏ်တော်တွေကိုရအောင်ယူသွားမယ်မင်းတို့တွေကိုမပေးဘူးလုံးဝမပေးဘူးလမ်းမပြဘူးလို့ပြောသွားတာမှမဟုတ်တာငါလိုဖြစ်ချင်ဒီလမ်းကိုရှောက်သားကြီးတို့ဒီအထားတော့ဒီအထားရှိတယ်ဟာလားဒီခံခြင်းတရားတွေဒီခံမှာအောင်မြင်တာတကယ်အောင်မြင်မှုဆိုတာဘာလဲဟာအတားမျိုးတွေအများကြီးပေါ့ဟောဒုက္ခဆိုတာသစ္စာဘလို့ရှိတယ်သစ္စာတရား၄ပါးဘလို့ဘာညာအဲ့သူတယောက်တည်းဥထားဖို့မဟုတ်ဘူးလေသူတယောက်တည်းဥထားဖို့မဟုတ်ဘူးလေအကုန်လုံးပြောရတာပဲငါနောက်ကိုလိုက်ခဲ့တော့ဘာညာအဲ့လို rock ချင်းမစိုးရုံတမယ်ပဲရှိတယ်ပြောရတာပဲဗုဒ္ဓသူတယောက်တည်းငါတယောက်တည်းဗုဒ္ဓဖြစ်မယ်နင်တို့တွေရောစောက်ဘောတွေဆက်လုပ်လို့ပြောသွားတာမှမဟုတ်တာဒါပဲဗောကိုထက်ခေါင်ဦးဟာထက်ခေါင်တော့ထက်ပြီးဦးလိုက်သေးတယ် Oh my god ခင်ဗျာအပေါ်ကနေမစင်းတော့ထိတ်ကောင်မစင်းတော့ဘူးနော်အိမ်မနေတော့ထုတ်တန်းပေါ်နေရလားမသိဒါမှမဟုတ်ခေါင်းမနေရလားမသိ rooftop မှာနေရလားကိုချင်းချင်းဆိုအမေရိကအကြောင်းတွေကကျွန်တော်မပြောအမေရိကအကြောင်းတွေကခင်ဗျာဘာလို့မှာလဲဒီနိုင်ငံကသတင်းတွေတင်ဆက်တဲ့သတင်းအဲ့လိုဒီနိုင်ငံမှာသတင်းတော့ပေါ့ဗျာညီမအရေးမဟုတ်ဘူးဒီနိုင်ငံမှာသတင်းတော့လုံးမလားဆိုတော့မလို့ပြင်းစရာသတင်းနေကျွန်တော်တို့ပြောတာကျွန်တော်တို့ပြင်းစရာသတင်းနေဒီနိုင်ငံက TV station တစ်ခုမှာအဲ့လိုအလုပ်တွေပါရအောင်ကြိုးစားပြီးတွားလုံးမလားလို့ကျွန်တော်ခဏစဉ်းစားဘူးတယ်ပြင်းစရာသူတို့ story ပြင်းစရာကိုယ့်အကိုသိတယ်ငါအဲ့ရုံးခန်းတွေတော့ပြန်မသွားတော့ဒီဟာရုံးခန်းတွေပြင်းစရာကျွန်တော်တို့ပြင်းစရာဒီဟာသတင်းတော့ပေါ်ရတယ်ပြင်းစရာအဲ့ကြောင့်ကျွန်တော်အဲ့ကိစ္စကိုမေ့လိုက်တယ်ပယ်လိုက်တယ်ဟာကိုကသိတဲ့အတွက်အဲ့ဆိုဒီလိုလုံမျိုးဆိုရင်ရောငါနဲ့အဆင်ပြေမလားတော်ပြီအဲ့ဆိုဒီလို့ဆိုရင်ရောဒါငါကိစ္စမဟုတ်တာအဲ့ဒါတွေအားလုံးကကိုသိရတာသူများရှိလိုက်ပြီးကြံတောင်းလို့မရအဲ့တော့လောလောဆယ်ငါလွတ်လပ်ငါမောင်းနေတဲ့ချိန်မောင်းမယ်ငါပြန်နေတဲ့ချိန်ပြန်မယ်ဟုတ်တယ်မလားပတ်သက်မရှိရင်ပတ်သက်လိုရင်လိုသလိုတွန်းမောင်းမယ်
ပြီးရင်တော်ပြီးပြန်မယ်ဟလားရင်ထဲမှာဒီနေ့တိတ်ပြီးမကောင်းဘူးဆိုရင်မောင်းနေတာကနေပြန်လှည့်ပြီးအိမ်ပြန်လာမယ်ဟလားကြိုက်တယ်လို့ကိုယ့်အထက်မှာ boss မရှိဘူးကိုပဲဟလားဘယ်လူတတ္တဝါတကောင်မှ boss မရှိဘူးအဲ့ဒီ freedom ကိုလိုချင်တဲ့အတွက်ပတ်စံအရာနဲတယ်ဥပမာမောင်းတာခေါ်တာပေါ့နော်တက္ကစီမောင်းတဲ့အလုပ်ကိုလုပ်နေတာအဲ့တော့အလုပ်ရှာဖို့စဉ်းစားတိုင်းကျွန်တော်မှ coin တက်တယ်အဲ့ဘာလို့ဆိုကိုเจ้าကိုသိနေလို့ဘာလို့ဆိုပြီးပြီးရောပတ်စံရပြီးရောမလုပ်တတ်ဘူးအဲ့လိုလုံးရင်အောင်မြင်မှာမဟုတ်ဘူးဆိုတာလည်းသိတယ်ပတ်စံအတွက်အလုပ်သွားလုပ်ရင်အဲ့ကျွန်တော်အဆင်မပြေဘူးတေရောကြီးရော2လခွဲအဲ့တော့ထန်းကုန်မယ်အဆင်မပြေဘူးကျွန်တော်ဘလို့မှကျွန်တော်သိတယ်မရဘူးဆိုတာကျွန်တော်သိတယ်ကိုเจ้าကိုသိရင်ကိုဆုံးဖြတ်ချက်တွေကကိုပမိုင်နိုင်ချနိုင်တယ်ကိုเจ้าကိုသိရင်ကိုဘာကိုရွေးချင်နိုင်တယ်ငါဘာလို့ရင်ကောင်းမလဲကောင်မကြီးဟဲ့ကောင်ကြီးတားကြီးငါဘာလို့ရင်ကောင်းမလဲတားကြီးငါဘာလို့ရင်ကောင်းအမေကျွန်တော်ဘာလို့ရင်ကောင်းမလဲအဖေကျွန်တော်ဘာလို့ရင်ကောင်းမလဲအဖိုးကြီးကျွန်တော်ဘာလို့ရင်ကောင်းမလဲဆရာတော်ကြီးကျွန်တော်ဘာလို့ရင်ကောင်းမလဲဆရာတော်ကြီးကျွန်တော်ဘာလို့ရင်ကောင်းမလဲမလို့တော့သောပါလားလူကကိုเจ้าကိုသိတာနဲ့ဘယ်သူ့မှအာကိုစရာမလိုတော့ဘူးမိမိကိုယ်သာကိုယ်ွယ်အားထားရပါလေအဲ့ဒါဘယ်လိုခေါ်လဲကျွန်တော်ပါဠိလိုမတတ်ဘူးတကယ်မတတ်လားကိုเจ้าကိုသိတယ်ကျွန်တော်ပါဠိလိုမတတ်ဘူးဘာလဲအဲ့ဒါဘာခေါ်အတ္တနိအတ္တတော်အနာထောလားဘာဘယ်လိုခေါ်လဲကျွန်တော် I don't know ကြားတော့ကြားဘူးကျွန်တော်အဲ့ဒါယူပါဇက်ကနေနှုတ်ကနေပါဇက်ကနေကျွန်တော်မရွတ်တတ်ဘူးမိမိကိုယ်သာအကိုယ်ွယ်အားထားရဘုရားပြောတယ်ကိုမသိပဲနဲ့မိမိကိုယ်ွယ်အားထားလို့မရဘူးဗျကိုเจ้าကိုမသိပဲနဲ့မိမိကိုယ်ွယ်အားထားစရာအကြောင်းဘာတစ်ခုမှမရှိဘူးအားထားရဲမှာမဟုတ်အားထားနိုင်မှာလည်းမဟုတ်ကိုเจ้าကိုသိတဲ့လူတွေပဲမိမိကိုယ်သာကိုယ်ွယ်အားထားရဆိုပြီးတော့နေနိုင်တာအဲ့တော့ပြည်တော်မစုရုပ်သစ်သမ္မတမြန်မာနိုင်ငံအတွင်းမှာကိုเจ้าကိုသိတဲ့လူတွေပေါ်သလားကိုเจ้าကိုသိတဲ့လူတွေစောက်ရန်ရှားပါပစ္စည်းဖြစ်လားကိုကောင်းခန့်ကိုဖြေသွားကိုဖြေလိုက်တော့ဘယ်လိုလူမျိုးတွေပို့ပေါ်လဲညီမလူဖွဲ့စီမှာကိုစောက်เจ้าကိုသိတဲ့လူတွေပေါ်လားကိုစောက်เจ้าကိုမသိဘဲနဲ့အခြေအနေတွေကြည့်ပြီးလုံနေတဲ့လူတွေပေါ်လားမင်းအခြေအနေကြည့်ပြီးလုံတာဘာပြောပါဘူးဘာပြောပါဘူးချေမီဘာမပြောပါဘူးတဲ့ဟလားအခြေအနေကြည့်ပြီးတော့ပဲလုံနေတာကိုစောက်เจ้าကိုမသိဘူးအဲ့လိုလူတွေနဲ့ဘယ်ဟာပေါ်လဲဖြေခဲ့ကြခင်ဗျားတို့ဖြေခဲ့ကြအဲ့တော့ကိုစောက်เจ้าကိုမသိတဲ့လူတွေကမိမိကိုယ်သာကိုယ်ွယ်အားထားရဆိုတဲ့စကားကိုယုံစရာအကြောင်းလည်းမရှိဘူးလက်ခံနိုင်စရာအကြောင်းလည်းမရှိဘူးလုံနိုင်စရာအကြောင်းလည်းမရှိဘူးအဲ့တော့ကိုယ့်အကိုပြန်ရှိုးလိုက်တော့ငါလူလိန်ကိုယ့်အကိုပြန်ရှိုးလိုက်တော့ငါစောက်တခိုးမျိုးရိုးစင်တဲ့အဖေကနေစပြီးခိုးလာလားနိုင်ငံတော်ပတ်စံတွေကိုဟလားကိုเจ้าကိုသိကြည့်လိုက်တော့ငါဘာကောင်းကိုเจ้าကိုသိလိုက်တော့ငါလူလိန်ဘာညာပေါ့ဗျာအများကြီးပေါ့ငါကစောက်တလွဲဒီမှာဘာညာအဲ့တော့ကိုယ့်အကိုပြန်လုံးကိုယ်ွယ်အားထားနိုင်ပါလေဟလားကိုယ့်ကိုပြန်ကြည့်တော့ကိုယ့်အကိုတော့မယိုးသေးဘူးကိုယ်ွယ်ယုံကြည်အားကိုယ့်အကိုတော့မယုံဗျာအဲ့တော့မြမလူဖွဲ့စီမှာကိုယ့်အကိုမယုံတဲ့လူတွေကြားထဲမှာအဆင်ပြေအောင်စကပုံတစ်ခုထွင်လိုက်တယ်ဟဲ့လားရသူ့စကပုံမူရင်းအစားတော့ဘလို့ပေါ်ပေါက်လာလဲမသိပေမဲ့ကျွန်တော်သူ original အတိတ်ပဲရှိလိမ့်မယ်နော်အဲ့ဒီစကပုံကိုအာကျူကိုထူးတောင်ကိုမယုံအောင်ဆိုပြီးတော့ရက်ွက်ထဲမှာတော့အဲ့လိုပြောကြတာရက်ွက်ထဲမှာတော့ကိုအာကျူကိုထူးတောင်ကိုမယုံအောင်ဆိုတော့ဘလို့နားလဲကြလဲဆိုတော့ကိုအာကိုတောင်မယုံအောင်သားရေလို့နားလဲကြတယ်ရက်ွက်ထဲကလူအများစုကကိုအာကိုတောင်မယုံဘာလို့အဲ့လူအဖွဲ့စည်းထဲမှာအဲ့စကားလေးထွင်ထားလိုက်တာတော်တော်အဆင်ပြေတယ်အားလုံးစိတ်သက်သာတယ်အဲ့ဒါတရားသဘောလိုသဘောတရားလိုနဲ့ဟုတ်နေတာပဲသူကလည်းသူဟုတ်နေတာပဲသူကလည်းသူဟုတ်နေတာပဲသူအဓိကဘာလုပ်တာလဲကို
ယုံကြည်စိတ်တွေပြင်းပါဆိုလို့ကိုယ့်ကိုယုံကြည်စိတ်တွေဖြစ်မှာဆိုလို့ကိုယ့်ကိုယုံကြည်ကိုးကွယ်စိတ်တွေဖြစ်မှာဆိုလို့သူတို့ကိုမကိုးကွယ်မအားကိုတော့မှာဆိုလို့သူတို့ကိုမယုံကြည်မှာဆိုလို့သူတို့ကိုစောက်ဖက်မလုပ်မှာဆိုလို့